အားလုံးပဲမင်္ဂလာပါဒီနေ့တော့ညရောက်မှာတင်းဆန်းစားခြင်းတဲ့သူတွေအတွက်အဆင်ပြေမဲ့ဇာနေဆိုင်ကိုတွေ့ထားလို့ပြောပြလိုက်ပါတယ်တင်းဆန်းကမနက်ပိုင်းဖွင့်တဲ့ဆိုင်တွေများတယ်အဲ့တော့ညဘက်တင်းဆန်းစားခြင်းရင်တိုင်ပတ်တက်လို့ဆိုင်တွေလိုက်ရှာရင်းနဲ့ဒီဆိုင်လေးကိုတွေ့ထားတာပါဆိုင်လေးကတော့တေးသေးလေးပဲအောက်တော့မှလည်းခုံတွေခင်းပေးထားတယ်ဆိုပေမဲ့မိုးရွာရင်တော့အဆင်မပြေတော့ဘူးဒီဆိုင်လေးမှာတင်းဆန်းတွေကတပေါင်းကို28ဘတ်ပဲပေးရတာဆိုတော့ဈေးတော်တော်တက်တာရလို့ပြောလို့ရတယ်ဒါပေမဲ့အမေကတော့အရင်မများဘူးတင်းဆန်းအမျိုးပေါင်း35မျိုးလောက်ပဲရှိတယ်အပေါင်းတွေအကုန်လုံးကတော့မှားမှပေါင်းပေးတာကိုရီးယားရှိမှလည်းမှာမဲ့လူမရှိတာနဲ့9မိနစ်လောက်ပဲစောင့်လိုက်ရတယ်။ကိုရီးယားကတော့ပဇွန်ကြိုက်တဲ့အတွက် shrimp base အသားပေါင်းတွေကိုပို့မှာဖြစ်တယ်။ပဇွန်ဖတ်ထုတ်ကင်းမိုတွေကတော့အရသာတော်တော်ကောင်းတယ်။ရင်းကြီးကတော့မျောလေးတစ်ကြီးမှာပြီးမှတော်တော်လေးကွမ်းသွားတယ်။ဝက်နံရိုးပေါင်းနဲ့ကြက်ချောက်ပေါင်းကတော့ကောင်းတယ်။ဝက်နံရိုးဆိုရင်နူးဣပြီးတော့အရေးလေးကလည်းတော်တော်လေးရတာရှိတယ်။ဒင်းဆန်းတွေကအကုန်ခြုံပြီးတော့ပြောရလို့ရှိရင်တချို့ဟာတွေကကောင်းတယ်တချို့ဟာတွေကတိတ်စားလို့မကောင်း။ဒါပေမဲ့ညဘက်မှဒင်းဆန်းစားခြင်းနဲ့ဆိုရင်တော့အာသာပြီးစားလို့အဆင်ပြေတယ်။ဆိုင်ကတော့ညနေ9:00နာရီကနေည10:00နာရီခွဲထိနေ့တိုင်းဖွင့်နေဆိုင်ကတော့နာမည်ကြီးကွေချက်ဆိုင်နဲ့မျက်စောင်းထိုးလေးမှာပဲဒီဆိုင်မှာအဆင်မပြေတာတွေရှိပေမဲ့သူ့ဈေးနဲ့သူ့ရတာကတော့တန်တယ်လို့ထင်တယ်အဲ့တော့ညဘက်မှာတင်းဆန်းကောင်းကောင်းစားကျင်နေဆိုရင်တော့ဒီတင်းဆန်းဆိုင်လေးကိုသွားစားကြည့်လိုက်ပါဘိုင်ဘိုင်